အားလုံးပဲမင်္ဂလာပါခင်ဗျာကိုနိုင်ကြီးရဲ့ပြောချင်ရပြောမယ်စီစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်တခုပြောချင်တာကကိုနိုင်ကြီးရဲ့ channel လေးကနေည8နာရီဝန်းကျင်မှာပရာလောကသေရဇလန်တွေကိုနေ့စဉ်တင်ဆက်ပေးနေတာအခုဆိုရင်တော့6ရက်မြောက်ရောက်ပါပြီနေ့စဉ်တင်ဆက်ပေးသွားမှာဖြစ်လို့မို့ည8နာရီရောက်တိုင်းကိုနိုင်ကြီးရဲ့ channel လေးကိုဝင်ရောက်ကြည့်ရှုပေးဖို့မမေ့ကြပါနဲ့နော်ဒီညမှာတော့ကိုနိုင်ကြီးနဲ့တငယ်ချင်းတွေပြည်ဦးလွင်မျိုးကိုသွားလေရင်းနဲ့ဘလို့အချောက်လှန့်ခံခဲ့ရလဲဘလို့တွေအသက်လူပြီးထွက်ပြေးခဲ့ရလဲဆိုတဲ့ဖြစ်ရမှန်ဇလန်းလေးကိုပြောပြပေးတော့မှာဖြစ်ပါတယ်2019ခုနှစ်ချမ်းအေးလာတဲ့ဒီဇင်ဘာလမှာကိုနိုင်ကြီးတို့တငယ်ချင်းတို့ရုံးပေးရမှာဘလို့အချိန်ဖြုံးလဲလို့တိုင်ပင်ကြရင်းနဲ့ပြည်ဦးလွင်ကိုသွားကြမယ်ဆိုတဲ့အဖြစ်တစ်ခုရလာတယ်အားနဲ့ပြည်ဦးလွင်ကဟိုတယ်တွေကိုဘုကင်လှမ်းလို့တော့ရုံးပေးရဲ့အကြောင်းပေးရဲ့ဖြစ်နေလို့ဟိုတယ်တိုင်းကလည်းအခန်းတွေပြည့်နေတယ်အဲ့ဒါနဲ့ Facebook မှာ like ရှာရင်းနဲ့တငယ်ချင်းတယောက်ကအိမ်ကားမီပြည်ဦးလွင်မြို့လို့တင်ထားတာတွေ့တာနဲ့လာပြတော့စိတ်ဝင်စားပြီးဖုန်းဆက်ကြည့်လိုက်တယ်ဈေးနှုန်းလေးလည်းတင်တာနဲ့တခါလေးလှမ်းပြီးဘုကင်လုပ်ပြီးငှားလိုက်ကြတယ်ဒီလိုနဲ့ပြည်ဦးလွင်မြို့ကိုရောက်ခဲ့ပါပြီကိုနိုင်ကြီးတို့ကြိုတင်ငှားထားတဲ့အိမ်ရောက်တော့ခြံဝင်းတကားတောင်းကတဲလေးတွေကနေလူတယောက်ထွက်လာပြီးတော့ခြံဝင်းတကားကိုဖွင့်ပေးတယ်ခြံထဲရောက်တော့လှမ်းကြည့်ပြီးကိုနိုင်ကြီးတို့နေရမယ့်တိုက်ကြီးကိုကြည့်ပြီးတော့သဘောကျနေမိတယ်ပြည်ဦးလွင်ရဲ့မြူနှင်းတွေကြားမှာချယ်ရီပန်းတွေဝင်းရံထားတဲ့တောင်ဝုန်းပေါ်ကမြည်တရှလက်ရနှစ်ထပ်တက်ကြီးကဲဘလောက်လှလိုက်လဲပေးရလဲဈေးနဲ့တော့မတန်ဘူးဗျာခြံကားကြီးဖွင့်ပေးတဲ့သူကဒီခြံရဲ့ခြံဆောင်ကြီးဥပမောင်ဖြစ်ကြောင်းမိတ်ဆက်ပြီးတော့လူလာရှိရင်ပြောပါဆိုပြီးအိမ်တော့ကိုနိုင်ကြီးတို့ဖွဲ့ကိုပေးလာတယ်ကိုနိုင်ကြီးတို့လည်းတော့ဖွင့်ပြီးအိမ်ထဲဝင်လိုက်တော့ဝင်ချင်းမှာပဲကြောတွေကစိတ်ပြီးတော့အေးတက်လာတယ်အားလုံးလည်းတယောက်မျက်နှာကိုတယောက်ကြည့်ပြီးတော့ရီလိုက်ကြတယ်ပြီးတော့မှဟာပြေဦးလွယ်ကလည်းအေးလိုက်တာကွာလို့တယောက်တစ်ခွန်းဝိုင်းပြောကြတယ်ကိုနိုင်ကြီးတို့ဖွဲ့နဲ့မိတ်ဆက်ပေးအောင်ပဲဗျကိုနိုင်ကြီးတို့ဖွဲ့အားလုံး9ယောက်ကိုနိုင်ကြီးရဲ့ထွန်းရဲ့စိုးကြီးရဲ့ဇော်ကြီးနဲ့ထင်ကျော်တို့အကုန်လုံးကလည်းကုမ္ပဏီတစ်ခုကဝန်ထမ်းတွေပဲဖြစ်တယ်ကိုနိုင်ကြီးက CM Marketing Manager ထွန်းက Promotion Manager ဇော်ကြီးကလည်း CM Marketing Manager ဆိုကြီးက B2B Manager ထင်ကျော်ကတော့ HR Manager ဖြစ်တယ်မိတ်ဆက်ပေးရတဲ့အကြောင်းကကိုနိုင်ကြီးတို့အကုန်လုံးကခေတ်ပညာတဲ့ခေတ်လူငယ်တွေဖြစ်တယ်ဆိုတာသိနေကြလို့ပါခေတ်လူငယ်တွေဖြစ်တဲ့အတွက်လည်းတရားတစီဆိုတာကိုယုံကြည်မရှိသလိုကြောက်လဲမကြောက်ကြပါဘူးဒီလိုနဲ့အင်ကြီးတဲ့ဝင်လာပြီးအပေါ်တက်ကအိတ်ခမ်းတွေမှာအသီးသီးနေရာယူလိုက်ကြတယ်အိတ်ခမ်းက2ခမ်းရှိတဲ့အတွက်ကိုနိုင်ကြီးနဲ့ထွန်းနဲ့ရတခမ်းစိုးကြီးရဲ့ဇော်ကြီးရဲ့ထင်ကျော်တို့နဲ့တခမ်းယူလိုက်ကြတယ်အခဏနားပြီးတာနဲ့ဝစားလဲပြီးတာနဲ့ပြင်းလွင်မျိုးအနှံ့ကိုအလဲသွားခဲ့ကြတယ်နေ့လည်စာတော့ view point ကစားတော့ဆိုင်တစ်ဆိုင်မှာစားခဲ့ကြတယ်ဒီလိုနဲ့လဲပတ်ပြီးညနေဆောင်လောက်မှာတော့စားတော့ဆိုင်တစ်ဆိုင်ကဘီယာဦးတွေနဲ့အမီးတွေဝယ်လာပြီးတော့အင်ကြီးစီကိုပြန်လာခဲ့ကြတယ်အင်ကြီးရောက်တော့အကုန်လုံးနားတဲ့သူကနားစာဖတ်တဲ့လူကဖတ်ရေချိုးတဲ့လူကချိုးနေပေါ့ကိုနိုင်ကြီးလည်းဂရင်ပေါ်မှာလှဲလိုက်ပြီးတော့ခဏခါးဆက်နေလိုက်တယ်ကိုနိုင်ကြီးဂရင်ပေါ်မှာလှဲနေတော့ဂရင်ချင်းကတင်ထားတဲ့ဆောင်ကတယောက်ယောက်ကဆွဲချလိုက်တယ်လို့အောက်ကိုကျသွားတယ်ကိုနိုင်ကြီးလည်းဟာဘာလဲပေါ့ဒါပေမဲ့ချောင်းနဲ့ကန်ပြီးလို့ကျသွားတာဖြစ်မယ်ဆိုပြီးတော့ဆောင်ကိုကောက်ယူမယ်ဆိုပြီးတော့ဂရင်အောက်ကိုကုန်းလိုက်တဲ့အချိန်မှာပဲဂရင်အောက်ကနေပြီးတော့ကလေးလက်တစ်ဖက်ထွက်လာပြီးတော့ဆောင်းကိုဆွဲယူသွားတယ်ကိုနိုင်ကြီးလည်းကြောင်နေတော့မှပဲရေချိုးကန်းတွေကထုံကကြောင်းလန့်ကြနဲ့ပြေးထွက်လာတာကိုတွေ့လိုက်ရတယ်ဟာထုံမင်းဘာဖြစ်လာလဲအဲ့လိုမြည်လိုက်တော့ထုံကသူရေချိုးပြီးလို့မှန်ကြည့်နေတော့မှမှန်ထဲမှာသူ့နောက်ကရေချိုးကန်းတောင်းတစ်ခုမှလူတယောက်ရက်နေတာကိုတွေ့ရတယ်တေချာကြည့်လိုက်တော့အင်းကြီးအဖြူနွမ်းနဲ့ခေါင်းငုံထားတဲ့မိန်းကလေးတယောက်အဲ့လေသူနောက်ကိုလှည့်ကြည့်လိုက်တော့ဘယ်သူမှမတွေ့ရအောင်ဒါနဲ့သူအမြင်မှားတာနေမှာပါဆိုပြီးမှန်လေးကိုပြန်ကြည့်လိုက်တော့သူ့နောက်ဖက်သူ့ပခုံးပေါ်မှာဖြူဖွေးနေတဲ့မျက်နှာကြီးကသူ့ကိုရီပြနေတာတွေ့လိုက်ရတယ်အဲ့လေသူလည်းကြောက်လန့်ကြထွက်ပြေးလာတာကိုနိုင်ကြီးလည်း
သူအကြောက်ပြေသွားအောင်လို့ငါမင်းအမြင်မှားတာနေမှာပါကွာလို့နှစ်သိမ့်လိုက်ပြီးနှစ်ယောက်လုံးအဝတ်စားလဲပြရတယ်ညသာစားဖို့အောက်ထက်ကိုဆင်းလာခဲ့ကြတယ်အောက်ထက်ရောက်တော့အေကန်းမှာအစိုးကြီးရဲ့ဇော်ကြီးရဲ့ထင်ကျော်တို့သုံးကခေါင်းချင်းဆိုင်ပြီးတော့တခုပြောနေတာကိုတွေ့ရတယ်အားရောက်နေမင်းတို့ဘာပြောနေကြလဲအဲ့လိုမေးလိုက်တော့ထင်ကျော်ကဆက်ဖြည်းဖြည်းနဲ့ဘာဟောကွာဒီရဲကငါတို့ပညာစမ်းနေလို့ပါဟာအဲ့လိုပြောပြီးသူတို့ဖြစ်ခဲ့တာတွေကိုပြောပြတယ်ဆိုကြီးတယောက်သူအခန်းထဲကဂရေပေါ်မှာလှဲနေတော့ဝေယနာဘက်ကနေပြီးတော့တရှက်နဲ့ခောက်တုတ်ခောက်ပြန်ရှောက်နေတဲ့ခြေတံတွေကြားရတယ်ပြီးတော့ဝေယနာဘက်ထွက်တဲ့တကားကိုလည်းတထောက်ထောက်နဲ့လာပြီးခောက်နေရတဲ့ဆိုကြီးကလည်းသူတငယ်ချင်းတယောက်ကိုနောက်နေတယ်ထင်ပြီးတော့ဟဲ့အောင်အလောက်နဲ့တက်မလာနဲ့ကွာမကြောက်ဘူးကွာလို့ပြောရင်းနဲ့ဝေယနာတကားကိုဖြုံးဆိုဆွဲဖွင့်လိုက်တော့ရန်နာမှာဘယ်သူမှမရှိဘူးဒါပေမဲ့ဝေယနာလက်တန်းပေါ်မှာတော့ရေငွေ့တွေနှင်းတွေကြောင့်ဆိုးဆွနေပြီးတော့လက်ရည်တစ်ခုကိုထင်းထင်းရှားရှားတွေးလိုက်ရတယ်တဲ့ဇော်ကြီးကကြောက်တမျိုးသူကဆေးလိတ်သမားဆိုတော့ခြံထဲကခုံတန်းလေးပေါ်မှာဆေးလိတ်ထိုင်တောက်နေတော့သူနာနာကပ်ပြီးတော့ထွက်သွားအခုထွက်သွားအကုန်တက်ပြင်မယ်မသိချင်ချက်ချင်းထွက်သွားအခုထွက်သွားဆိုပြီးတော့အတန်ကွဲကြီးနဲ့ပြောတဲ့ကိုကြားလိုက်ရတယ်တဲ့ထင်းကျော်ကြုံလာကတော့အဆိုးဆုံးပဲထင်းကျော်ကအေကန်းထဲမှာထိုင်ပြီးသူ့ကောင်မလေးနဲ့ဗီဒီယိုကောပြောနေတော့သူ့ကောင်မလေးကကိုနောက်ကလှေကားထဲမှာဘာတူလဲလို့သူ့ကောင်မလေးကမေးလိုက်တယ်အဲ့နဲ့ထင်းကျော်ကလည်းလှည့်ကြည့်လိုက်တော့လှေကားချင်းမှာလူကြီးတယောက်ကြောပေးပြီးရက်နေတာတွေ့လိုက်ရတယ်ထင်းကျော်လည်းချမ်းသာဦးလေးကြီးမှတ်ပြီးတော့ဦးလေးဘာလို့အိမ်ထဲဝင်လာလဲအဲ့လိုမေးလိုက်တော့အဲ့ဒီလူကထင်းကျော်ဘက်ကိုလှည့်လာတယ်ဟာထင်းကျော်လှန့်သွားတယ်အဲ့ဒီလူကြီးကမျက်လုံးတွေအပြင်ဘက်ကိုထွက်နေပြီးတော့လေပင်ကလည်းသွေးတွေစီးကြနေတယ်ပြီးတော့ထင်းကျော်ကိုကြည့်ပြီးတော့ငါ့အိမ်ထဲခုထွက်သွားအခုထွက်သွားအတန်အောကြီးနဲ့ပြောပြီးပျောက်သွားတယ်တယောက်တစ်မျိုးကြုံခဲ့ရတယ်လို့ချင်းချင်းပြောကြရင်လည်းဘာဆက်လုပ်ကြမလဲဆိုပြီးတိုင်ပင်ကြတာပေါ့အဲ့ဒီမှာထင်းကျော်ကထပြီးတော့မင်းတို့ဘာအောင်နေလဲကွာဟမ်ငါတို့ငါထားလိုက်ရင်ထွက်မသွားနိုင်ဘူးမင်းတို့လည်းမကြောက်ဘူးမင်းတို့ဘာလုပ်မှလဲလောက်ကြစမ်းဆိုပြီးထချမ်းပါလေရောထင်းကျော်လည်းအဲ့လိုပြောလိုက်ရောပြတင်းပေါက်တွေတကားပေါက်တွေအကုန်လုံးတုံးတုံးနဲ့သူ့ဟာသူဖွင့်လိုက်ပိတ်လိုက်နေဖြစ်နေတယ်မီးပုံကြောင်တွေကလည်းပစ္စည်းတွေပြိုကျတဲ့ကွဲတဲ့ခုံလေးလဲတဲ့တွေကြားနေရတယ်အဲ့ဒီအချိန်မှာပဲအိမ်မောကနေပြီးတော့လူ၃ယောက်ဆင်းလာတွေ့လိုက်ရလို့မော့ကြည့်လိုက်ပြီးတော့မျက်လုံးတွေကျွတ်ထွက်ပြီးလေပင်ကနေသွေးတွေစီးကြနေတဲ့လူကြီးတယောက်နောက်ရင်ဝါမှာဓာတ်တန်းလန်းတဲ့မိန်းမကြီးတယောက်နောက်ဆက်ကြီးလိမ်ခေါင်းပေါ်ကနေသွေးတွေစီးကြနေတဲ့ကလေးမလေးတယောက်ကိုတွေ့လိုက်ရတယ်သူတို့ကကိုနိုင်ကြီးတို့ဘက်ကိုလက်ညှိုးထိုးရင်းနဲ့တပ်ပြမှာအကုန်တပ်ပြမှာမင်းတို့ကအကုန်တပ်ပြမှာဒါငါတို့နဲ့သူမဝင်လာငါတို့မကြိုက်ဘူးဒီနဲ့ကျုပ်တို့မရောက်လာတဲ့လူတွေအကုန်လုံးတပ်ပြမယ်အဲ့လိုအော်ဟစ်နီးတွားပြီးတော့လေကားပေါ်ကနေတပြေးပြေးဆင်းလာကြတယ်ကိုနိုင်ကြီးတို့ဖွဲ့လဲဝေယုံသုံးကားနဲ့ထွက်ပြေးကြတာပေါ့စောတော့ကစိန်ခေါ်ခဲ့တဲ့ထင်းကျုပ်အရှေ့ဆုံးကပြေးနေတာဗျကိုနိုင်ကြီးတို့လည်းအိမ်ထဲကထွက်ပြီးခြံတကားနာရောက်တော့တဲလီထဲမှာခြံဆောင်ကြီးကိုရှာတော့မတွေ့တော့အဲ့နဲ့ခြံတကားဖွင့်ပြီးတော့အပြင်ကိုပြေးထွက်ခဲ့လိုက်ကြတယ်ဒီလိုနဲ့ပြေးလာရင်လည်းလမ်းထိပ်မှာလက်ဖေးဆိုင်တစ်ဆိုင်တွေ့ရတဲ့အဲ့ဆိုင်မှာဝင်ထိုင်နေခဲ့ကြတယ်အကုန်လုံးကြောင်စီစီနဲ့ပေါ့အဲ့ဒီအချိန်မှာဖြုံးဆိုလူတယောက်ဘေးမှာလာလို့မော့ကြည့်လိုက်တော့ခြံဆောင်ကြီးဟာလန့်လိုက်တာဦးကြီးကတဲထဲမှာလည်းမတွေ့ဘယ်ဒီသွားနေရလဲဗျာအဲ့လိုကိုနိုင်ကြီးကမေးလိုက်တော့ဦးကြီးလက်ဖက်ရည်ထွက်တော့တာကွာဟိုးတောင်းကခုံမှာထိုင်တော်ရင်းနဲ့မင်းတို့ပြေးဝင်လာတွေ့လို့ဦးကြီးလာခဲ့တာအဲ့လိုပြန်ပြောပြီးတော့တစ်ဆက်တည်းမှာပဲမင်းတို့ဘာတွေဖြစ်လာလဲလို့မေးလိုက်တယ်အဲ့နဲ့ကိုနိုင်ကြီးတို့ကလည်းဖြစ်ပျက်တာတွေကိုအကုန်ပြောပြလိုက်တော့ဦးလေးကြီးကနေပြီးတော့မင်းတို့ကြုံခဲ့ရတာကဒီအိမ်ရဲ့ပိုင်ရှင်ဟောင်းတွေပဲတဲ့ဦးထုံးအုပ်ဒေါ်မြနေနဲ့သမီးကလေးနှွေတို့တဲ့တည့်ရဲ့တကောင်ရချင်းလောက်မှာသူတို့အိမ်ကိုဓမြတွေဝင်လာပြီးဓမြတက်ရင်ကနေပစ္စည်းတွေထုတ်မပေးတာနဲ့တမိသားစုလုံးကိုတတ်ပြီးတော့ရှိသမျှပစ္စည်းတွေကိုအကုန်မှွေနောက်ဖြစ်စီပြီးယူဆောင်သွားတယ်တဲ့အခုထိလည်းလက်တင်မပေါ်ဘူးတဲ့အဲ့ဒီအချိန်ကစပြီးဒီအင်ကြီးတဲ့လာတဲ့လူမှန်သမျှကိုသူတို့က6လန့်ပြီးတော့မောင်းထုတ်နေကြတာအခုထိပဲတဲ့အမွေရသွားတဲ့သူ့တူတော်မနေရဲလို့
အဲ့အိမ်မှာမနေဘဲနဲ့ရောင်းနေတာကြာပြီတဲ့ရောင်းမထွက်လို့အခုလိုအိမ်ကတင်လိုက်တာတဲ့ဦးကြီးတောင်နေတရားစားကြမရှိလို့ဒီအလုပ်ကိုဝင်လုပ်တာဦးကြီးလည်းအိမ်ထဲမှာမနေရဘူးအဲကြောင့်ခြံထောက်မှာတဲထုတ်ပြီးတယောက်တည်းနေရတာတစ်ပတ်မှတစ်ခါပဲနေ့လေအိမ်ထဲကိုဝင်ပြီးတော့တန်ရှင်းရေးလုပ်ရတာဒါတောင်မှရိုးရိုးကြီးတွေတွေ့နေရသေးတယ်တဲ့ဒီလိုနဲ့ကိုနိုင်ကြီးတို့လည်းလက်ဖေးတိုင်းမှာမိုးလင်းအထိထိုင်ပြီးမှအိမ်ကြီးတွေကိုပြန်လာခဲ့ကြတယ်ပြီးတာနဲ့အထုပ်ပိုးတွေယူပြီးတော့မန္တလေးမြို့ကိုပြန်ဖို့ကားဂိတ်ကိုထွက်ခဲ့လိုက်ကြတယ်ဟုတ်ကဲ့ပါပြည်သက်ကြီးဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးပါပြီကိုနိုင်ကြီးတို့လိုပဲမယုံကြည်လို့ကြုံဝူးခြင်းလို့ဆိုတဲ့လူတွေရှိရင်အဲ့ဒီအိမ်ကြီးကိုသွားနေခြင်းနဲ့ဆိုရင်ကိုနိုင်ကြီးစီကိုလာမေးပေးပါလိပ်စာအတိအကျညွှန်ပြပေးပါမယ်ခင်ဗျာနောက်နေ့တွေမှာလည်းဖြစ်ရမှန်ကိုရိပရာလောကဇလန်းတွေကိုနားထောင်နေတယ်ဆိုရင်တော့ကိုနိုင်ကြီးပြောကြည့်ရပြောမယ် channel လေးကို like and subscribe လေးလုပ်ခဲ့ကြဖို့မမေ့ကြပါနဲ့နော် see you မနေ့ကမှပြန်တွေ့ကြမယ်အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ